image စာသေးတဲ့လေ့လာဖို့အချိန်မရှိဘူး။ပြီးနေဆိုရင်အိမ်လုံးလုံးနဲ့ဒီလိုလေ့လာလို့ရတယ်နော်။ပထမဆုံးမိဖို့မတိုက်ခင်အဝတ်ကိုကြိတ်ကနေဖြုတ်တာကို take the clothes off the hanger. Take the clothes off the hanger. အဲ့လိုပြောလို့ရတယ်နော်။ hanger ဆိုရဲ့အဓိပ္ပာယ်ကတော့ hanger တော့ကြိတ်ကိုပြောတာပါ။ For example, I need to take the clothes off the hanger before I iron them. အဝတ်စားတွေကိုမိဖို့မတိုက်ခင်မှာကြိတ်ကနေဖြုတ်ဖို့လိုတယ်။မိဖို့တိုက်တာကိုတော့ iron the clothes လို့ပြောလို့ရတယ်။ iron the clothes. I usually iron the clothes on my day off. ကျွန်တော်ကများသောအားဖြင့်ကျွန်တော်ရဲ့ပိတ်ရက်မှာအဝတ်တင်းမိဖို့တိုက်တယ်။တိုက်ပြီးပြီဆိုတော့အဝတ်တွေကိုခောက်မယ် fold the clothes. Fold the clothes. My nephew is only 5, but he can fold his clothes. ကျွန်တော်ရဲ့ဒူလေးက9နှစ်ပဲရှိသေးတယ်ဒါပေမဲ့သူကသူ့ရဲ့အဝတ်တွေကိုခောက်နိုင်တယ်။အင်ဂျီရောင်မှုလေးတွေစူးမှဆိုလို့အဝတ်မလျှော်ပြီးပြောင်းပြန်လှန်ပြီးမှလျှော်ကြတယ်။အဲ့ဒီလိုပြောင်းပြန်လှန်တာကို turn the clothes inside out. အဲ့လိုပြောရအောင်နော် the clothes ရဲ့နေရာမှာဟိုကြိုက်တဲ့ဟာပေါ့နော်ကိုအင်ဂျီအမျိုးအစားtops ဆိုရင် top t-shirt short ကိုကြိုက်တဲ့ကိုပြောင်းပြန်လှန်တဲ့အဝတ်နာမည်ကိုထည့်လို့ရတယ်။ Your t-shirt is very white, so turn it inside out before washing it. ဒီရဲ့ t-shirt ကရမ်းဖြူနေတယ်အဲ့ဒါကြောင့်မလျှော်ခင်မှာပြောင်းပြန်လှန်ပါအဲ့ဒီစကားလုံး inside out ကိုပဲအင်ဂျီပြောင်းပြန်ဝင်နေတဲ့အခါမှာသုံးလို့ရတယ် example sentence နဲ့တစ်ချက်ကြည့်အောင် He wore his shirt inside out. သူရဲ့ shirt အင်ဂျီကိုပြောင်းပြန်ကြည့်ဝတ်ထားတယ်အင်ဂျီရဲ့ဝတ်တွေဝတ်တဲ့အခါမှာ zip ဒီလိုတက်တာမျိုးပေါ့နော် zip ပိတ်တာမျိုးဆိုရင်ဘယ်လိုခေါ်လဲဆိုရင် zip up zip up zip ကိုပြန်ပြီးတော့ဖွင့်တာမျိုးပေါ့နော်ပြန်ပြီးတော့ဖြုတ်တာမျိုးဆိုရင်တော့ unzip ဒီလိုတောင်းရပါတယ် I zip up my hoodie before going out ကျွန်တော်ရဲ့ hoodie ကိုအပြင်သွားခင်မှာ zip တက်တယ် I unzipped my coat ကျွန်တော်ကိုယ်အင်းကြီးကို zip ချုပ်တယ်အဝတ်တွေကိုလျှော်ပြီးတော့တခါတလေဒီတိုင်းချင်းမတင်ထားလိုက်တာမျိုးတော့မိဖို့မတိုက်ရသေးတဲ့အခါမျိုးကြရင်တွန့်ကျင်သွားတာမျိုးတွေရှိတယ်အဲ့ဒီလိုအဝတ်တွေတွန့်ကျင်နေရမျိုးကို My clothes got wrinkled လို့တောင်းရတယ် My clothes got wrinkled My clothes got wrinkled in the basket ကျွန်တော်ရဲ့အင်ဂျီတွေချင်းထဲမှာတွန့်ကျင်နေပြီဒီတခါတော့အင်ဂျီကျယ်ဒီတက်တာကို button up ကျယ်ဒီထုတ်တာကို unbutton လို့တောင်းရပါတယ် He is buttoning up his coat သူရဲ့ကိုယ်အင်ဂျီကိုကျယ်ဒီတက်နေတယ် He unbuttoned his coat. He unbuttoned his coat. သူရဲ့ကိုယ်အင်ဂျီကိုကျယ်ဒီဖြုတ်ခဲ့တယ်။နောက်နေ့တွေမှာလည်းဒီလိုတူတူအိမ်လုံးလုံးရင်းနဲ့အင်္ဂလိပ်စာနဲ့လာကြမယ်